ဖိတ်တဲ့ပုံကဘာဖြစ်လဲညီနဲ့အဲ့ကောင်မလေးနဲ့ပွေဖတ်ထားတာလေဟုတ်တယ်ညီအဲ့ဒါတမင်တင်ခဲ့တာညီကိုမေ့စေချင်လို့မုန်းစေချင်လို့ညီတမင်လုပ်ခဲ့တာလေချစ်ဘာဖြစ်လို့ချစ်ကညီကိုအခုလိုမမေ့နိုင်သေးရလဲညီတမင်လုပ်တာလေဒီဘာလို့ရှောက်လောက်တာလဲညီနဲ့ချစ်နဲ့ဘလို့ဂတိတွေပေးခဲ့တယ်ဆိုတာညီမိသွားတာလားညီပဲနေရပဲရောက်ဘာပဲဖြစ်ဖြစ်ချစ်စောင့်နေခဲ့မယ်ဆိုတာညီသိရတာနဲ့ညီသိတာပေါ့ညီသိတာကိုချစ်တယ်ညီကဘာလို့မေ့ရမှာညီနဲ့ချင်းနဲ့ဘဝအရန်กว่าတယ်ဒီကွာချစ်တော့တတိအတိုင်းဝိုင်းမိုးကုတ်တတိမကြီးဒေါ်မြဆန်ရဲ့အငယ်ဆုံးနဲ့အချစ်ဆုံးမြေးမာလေးညီဘွားတော်ပြီချစ်အဲ့ဒါလာမပြောနဲ့တော့ပြီချစ်ဒီအချိန်မှာအဲ့ဒါဘာမှလာမပြောနဲ့တော့ချစ်ဘာမှလည်းမကြားချင်ဘူးခေရောလေညီကချစ်ကိုနှိပ်စက်ခဲ့တာထုတ်တော့ချစ်ကိုလာမပြောနဲ့ဘာမှလာမပြောနဲ့တော့ညီချစ်ကိုရက်ဆက်ခဲ့တာပဲခေရောညီကလေချစ်ကိုအထင်သေးတာချစ်ရဲ့မြတ်တာကိုစော်ကားခဲ့တာ